အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ day 6တကြားမစားတော့နေ့ဖြစ်ပါတယ်စားကတော့ကျွန်တော် short စားပါတယ်ပြီးရနဲ့ကျွန်တော် green tea လေးတစ်ခွက်တောက်ပါတယ် green tea တောက်တာ black coffee တောက်တာထက်ပိုကောင်းပါတယ်ကယ်လိုရီပိုဘန်းမေးပါတယ်ဒါအသင်းမိုးလေးရိုက်ပြတာပါမနက်နိုးတာနဲ့ထုံးစံတိုင်းကြက်ဥနှလုံးရဲ့ပေါင်မုတ်မီကင်နှစ်ချက်ရဲ့လိမ္မော်သီးရဲ့စားပါတယ်ညက်ခောက်ဆွဲလေးလည်းနည်းနည်းစားလိုက်ပါတယ်တကြားမစားတာတော့တော်တော်လေးကိုကောင်းပါတယ်ကျွန်တော်တကြားလဲလုံးဝမစားပါဘူးအစားကိုလည်းကျွန်တော်တစ်နေ့ကိုမနက်တစ်ချိန်ညနေတစ်ချိန်နှစ်ချိန်ပဲစားပါတယ်ဝေါအလုပ်ပြီးတော့ကျွန်တော်ပြေးဖို့စလုပ်ပါတယ်ကဲကျွန်တော်ပြေးနေရပါပြီဒီနေ့ကတော့ကျွန်တော်ပြေးပြီးွားနဲ့ဂျင်လဲဆော့ပါတယ်ဂျင်ဆော့တာတော့ကျွန်တော်မရိုက်ပြတော့ပါဘူးတနေ့ကိုခြေလန်းဗနန်လန်းလမ်းလဲဆိုတာတီးဖို့အတွက်ကျွန်တော်ဖုန်းလေးတော့ကင်ပြီးတော့ပြေးပါတယ်လမ်းလျှောက်ပါတယ်ဒီနေ့ကတော့ပြေးရနဲ့လမ်းလျှောက်တာနဲ့1000ကျော်ရပါတယ်ပြီးတော့ကျွန်တော်လမ်းထက်လျှောက်ပါသေးတယ်ဒါကတော့ကျွန်တော်အောက်ပိုင်းထိုင်တာနဲ့ဘားခုနိုင်အောင်လေ့ကျင့်တာပါဒါကတော့ခဏမောဖြည့်ပြီးလို့ရေတောက်ပါတယ်ဒီနေ့ကပြေးထားတော့ကာရီကိုခုံလိုက်ရင်အယိုးစစ်တွေနာမှာဆိုလို့ဖြည်းဖြည်းချင်းလောက်တာပါထုံးစံတိုင်းကြက်သားပြုတ်ဖို့အတွက်အခုကတော့ကြက်သားကိုမလှီးတော့ပါဘူးညှပ်ပါတယ်ဒါကတော့ပဲပြားကိုအတုံးလေးတုံးလိုက်ပါတယ်ပြီးတော့တန်းရှင်းလုပ်ပါတယ်ပဲသီးကိုလည်းရေဆေးပြီးတော့ညှပ်လိုက်ပါတယ်ဂျင်းကြက်သွန်ဖြူငရုတ်သီးစိမ်ကြက်သွန်နီအားရည်လည်းညှပ်ထည့်လိုက်ပါတယ်ဒါကတော့ကြက်သားပြုတ်ထားတာလေးပါပြီးတော့စားလေးနည်းနည်းထည့်ပါတယ်ရေပွက်လာတော့ကျွန်တော်ပဲပြားနဲ့ပဲသီးပါထည့်လိုက်ပါတယ်မှွေပါတယ်ခဲညီသီးလေးတွေ့လို့ထပ်ညှပ်ပြီးထည့်လိုက်ပါတယ်ပြီးတော့တံမြာသီးပါထပ်ထည့်လိုက်ပါတယ်ထမင်းရဲ့ကြက်ဥနှလုံးရဲ့ဘဲကင်ရဲ့ဖြစ်ပါတယ်တကြားမစားခြင်းဟာကျန်းမာရေးကိုတော်တော်ကောင်းပါတယ်ကျွန်တော်ကတော့နောက်ပိုင်းလေ့ကျင့်ခန်းလုပ်ပြီးတော့ဝိတ်ကျကျင်တာနဲ့ဒီလိုလေးပဲလှုပ်ရှားဖြစ်ပါတယ်လူကြီးမင်းတို့လည်းဝါနေရဆိုလို့ရှိရင်ကျွန်တော်နဲ့တူတူဗီဒီယိုလေးကြည့်ပြီးလိုက်လုပ်လို့ရပါတယ်စားတော့တက်နိုင်သမျှ short စားပါမစားဘဲနဲ့လည်းမနေပါနဲ့အရင်တုန်းကကျွန်တော် weight က129 kg ရှိပါတယ်အခုတော့106 kg ဖြစ်သွားပါပြီထမင်းကတော့ကျွန်တော်ထည့်စားရပါတယ်နည်းနည်းလေးတော့ထည့်စားရပါတယ်တနေ့ကိုတစ်ချိန်ပဲစားတာပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကကုန်းဘက်ပေါ်မှာလောက်ရတာဖြစ်တဲ့အတွက်ပင်ပန်းပါတယ်အဲ့တော့မစားလို့မရပါဘူးစားပြီးတော့လဲကျွန်တော်လမ်းလေးထက်လျှောက်ပါတယ်ကျွန်တော်ကငကိုတည်းကွားတာပါအရင်တင်မောပေါ်မှာအလုံးမရှိရင်ကျွန်တော်လမ်းလုံးဝမလျှောက်ပါဘူးအဲ့တော့ပိုဝါလာပါတယ်ဒါလမ်းလျှောက်နေရင်လည်းပင်လေလေးလှလို့ရိုက်ပြလိုက်တာပါအကယ်၍တင်းအောင်ကွာနေရဆိုရင်စားလျှော့စားပါတခြားလုံးဝမစားပါနဲ့ဝိတ်ချကြပါအားလုံးပဲတက်တာ fighting